အရှိန်အဝါကြီးမားသောတထေးကြီးတဦး၏နောက်ကျောတွင်အနက်ရောင်ဝိညာဉ်အငွေ့သက်များထွက်ပေါ်နေသည်ကိုမိန်းကလေးကမြင်လိုက်ရသည်မိန်းကလေးကတထေးကြီး၏လက်ကောက်ဝတ်ကိုစမ်းသပ်ပြီးသူမ၏ဖုန်းနံပါတ်ကိုတထေးကြီး၏လက်ဖွားပေါ်တွင်ရေးပေးလိုက်သည်ရဲအရာရှိတဦးရောက်လာပြီးမိန်းကလေးဖမ်းဆီးပေးခဲ့သူမှာအလိုရှိနေသောရာဇဝတ်ကောင်ဖြစ်သဖြင့်စုကြေးငွေယွမ်4 သိန်းချီးမြှင့်သည်မိန်းကလေးကသူမ၏အကို3 ယောက်ရှေ့တွင်ဂုဏ်ယူဝင့်ကြွားနိုင်တော်မူဟုတွေးကအလွန်ဝမ်းသာနေသည်ထိုအချိန်တွင်အကိုဖြစ်သူထံမှဖုန်းလာပြီးအမေဖြစ်သူနိုင်ငံခြားမှပြန်ရောက်လာပြီးဖြစ်၍အိမ်ပြန်လာရန်ပြောကြားသည်သို့သောအမေဖြစ်သူမှာမွေးစားသမီး၏ကုန်းချောစကားများကိုယုံကြည်နေသဖြင့်မိန်းကလေးအပေါ်အမြင်မကြည်ဖြစ်နေသည်မိန်းကလေးအိမ်ပြန်ရောက်တော့လဲအမေကမကြိုဆိုသည့်အပြင်မွေးစားသမီးကိုတောင်းပန်ခိုင်းသဖြင့်မိန်းကလေးကငင်းဆန်သည်အကိုဖြစ်သူများကလည်းအမေကဖျော်ဖြေပွဲကိုဖျက်ပြီးပြန်လာတာဖြစ်ကြောင်းပြောကာမိန်းကလေးကိုဝိုင်းဝန်းအပြစ်တင်ကြသည်မိန်းကလေးကတွက်ချက်ကြည့်ပြီးအမေဖြစ်သူပြန်မလာခင်ကပင်သူမ၏ကစက်ယုံစင်မြင့်ပြိုကျပျက်စီးသွားပြီးမဟုတ်ပါလားဟုမေးလိုက်သည်မိန်းကလေးကြောင့်အသက်ဘေးမှလွတ်ခဲ့ရသဖြင့်အားလုံးကသူမပေါ်အမြင်ကောင်းသွားတော်လဲမွေးစားသမီးမှာမူအလွန်မကြေမနက်ဖြစ်နေသည်အမှုပညာရှင်အကိုသုံးမှာဘူးတီ6ပုံစံအဆောင်ကိုတိုက်မိပြီးအတွင်းမှနှက်ဆိုးဝင်ပူကမိမ့်မဆန်သောအမှုအရာများဖြစ်သွားသည်အကိုသုံးကအကိုနှစ်ကိုအတင်းနှံ့ရန်စ조사သဖြင့်မိန်းကလေးကတူနှင်းထုကသတိမေ့သွားအောင်လုပ်လိုက်ရသည်မွေးစားသမီးကမိန်းကလေးကြောင့်အကိုသုံး၏တရုတ်ဆောင်အသက်မွေးဝမ်းကြောင်းထိခိုက်နိုင်သည်ဟုဆိုကာအမေဖြစ်သူကိုထမှန်ကုန်းချောသည်မိန်းကလေးကအကိုသုံးမှာခိတ္တသာသတိမေ့သွားခြင်းဖြစ်ပြီးမကြခင်ပြန်နိုးလာလိမ့်မည်ဟုအခိုင်အမာပြောကြားသည်ဆရာဝန်ဖြစ်သည့်အကိုနှစ်ကမိန်းကလေး၏စကားကိုမယုံကြည်ဘဲစိန်ခေါ်သည်မိန်းကလေးက3ထိရေတွက်ပြသည်မိန်းကလေးက3နှစ်တည်းဟုရေတွက်အပြီးတွင်အကို3မှာအမှန်တကယ်ပင်လန့်နိုးလာသည်အားလုံးအံ့အားသင့်သွားကြပြီးမိန်းကလေးကအမေဖြစ်သူ၏လက်ကောက်ဝတ်တွင်အမဲရောင်ဝိညာဉ်ငွေများကိုထပ်မံတွေ့ရှိသွားသည်